စားသမီးလေးစားရင်ဖေကလူပဲသမီးထားအောင်သမီးဒီတံမိုးကြီးလည်းမရဘူးဟာလဲတယ်ဒီနေ့ဟောတိထဲဒီမှာလိုက်တာကွာသမီးလေးကသမီးရုပ်ကလေးလိုရှင်နေရုပ်လေးကိုပေးပါလားရုပ်လေးသမီးရဲ့လိုင်းရောက်လေးတွေဟောသမီးလိုချင်လို့လားဒီမှာဖေဒါလေးရောင်းပြီးဝယ်ပြီးမယ်နော်သမီးနော်ကဲအဲ့ဆိုဒါလေးတားရအောင်နော်ဒီသမီးရုပ်ကလေးကိုပေးပါလားအေးပါဝယ်မယ်နော်ဝယ်မယ်အဲ့ဒါသမီးပြောတာဟောအဲ့ဒါမယ်နော်မနာပါသမီးဦးလေးသမီးကဘလိုင်းပေါက်လူချင်လို့လေသမီးဘလိုင်းပေါက်ပေးရတယ်သမီးယူလေးဘာယူမှလဲသမီးဒါယူရှင်လေဒါလားဩသမီးဒါလေးဘယ်လောက်လဲသမီးခဏကောတော့900ပါရှင်နောက်တစ်ခုယူလိုက်အောင်ဖေးမအဲ့လောက်ပတ်စံပါလာတော့နော်လိမ္မာပါသမီးရေနော်ဒါလေးဒီဟာလေးပဲယူတော့မှာသမီးဒါလေးရအောင်ဘယ်လောက်လဲ4400ပါရှင်4400ပါဘာလို့သမီး9000အောက်တန်တော့မရှိဘူးလားဟုတ်ကဲ့ရှိပါတယ်ဒီမှာ3500ပါရှင်ဩဟုတ်လားသမီးဒီထောက်တော့ဒါလေးပဲယူနော်ဟာဖေးရလေတိတ်တိတ်လေးပဲဟိုညအကြီးကြီးလို့ရှင်တာအဖေနောက်နေ့ကျရင်ဝယ်ပြီးမယ်နော်လုံများများလုံလိုက်အောင်လိမ္မာပါတယ်ငါသမီးလေးရနော်သမီးအဲ့ဒါဒါလေးရှင်းမယ်နော်3500ပါရှင်ဟုတ်သမီးလေးကျော်3500နော်ကျော်သမီးလေးရဒီမှာလည်းရှင်သမီးလားဘယ်ချိန်တော့ကြည့်နေတယ်ဟာဒီဖိတ်တာပဲသမီးကဘိုက်စားလေသမီးဘိုက်စားကြေးရမှာဗောငါသမီးဘိုက်စားဘာစားမှလဲသမီးဟုတ်ပါမယ်ဟေးသမီးဘာပုတ်ထားမှာလဲဒီလောက်စားမယ်အခုဒါဘယ်လောက်လဲ800ဟုတ်ကဲ့ပါဝယ်800နော်တမင်းစားသမီးလေးစားရင်ဖေကလူပဲစားသမီးလေးကဘိုက်စားနေလားအေးပါစားသမီးဖေသမီးကမဝယ်လာတယ်သမီးလေးဟာအိတ်နေလားမသိဘူးငါကြီးဟောသမီးကအိတ်တော့အိတ်နေပြီသမီးဘုရားမယ်ဒီကူထားပါဦးသမီးဟိုဒီချင်းနေရတယ်သမီးထားအောင်သမီးဘာဖြစ်လဲသမီးပြန်ရောက်ပြီလားအေးသမီးဖေပြန်ရောက်ပြီရောသမီးမဟုတ်ပါလားစားလိုက်အောင်နော်ဒီကဘလောက်ရှိသေးတယ်လူဝါငါတော့ရှိတော့တချိမှရမယ်သမီးခဏဆောင်နေနော်အဖေအတော်ကြီးမှာပတ်သက်သွားယူလိုက်မယ်ကြည့်လိုက်ခိုင်းနော်